ကိုလိုချင်တဲ့အာယုံကိုတန်တပြီးတော့ရလာတဲ့အခါကျင့်တဲ့မရတဲ့အခါမှာမျောမှန်းတယ်ဟုတ်လားရနိုင်ခြေသိမ့်မရှိဘူးအခက်အခဲရှိတယ်လို့ထင်စိတ်ထဲမှာမကျင့်တဲ့ပြန်မှုပေါ့နော်လောဘဒေါသပါပဲအဲ့ဒီလောဘဒေါသနဲ့ပဲအနေများနေကြတဲ့လူလောကကြီးမှာကိုဟာလောဘဒေါသကြောင့်ဆင်းရဲမှုမရှိဘဲနဲ့ချမ်းချမ်းသာသာနေနေတယ်လို့ဆိုရမယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့အကြောင်းကိုစဉ်းစားနေလို့ရှိရင်မငြိမ်သက်တဲ့လောကကြီးမှာငြိမ်သက်စွာနေရာရောက်တယ်ဆင်းရဲနေတဲ့လောကကြီးမှာချမ်းသာစွာနေရာရောက်တယ်လို့နားလည်လို့မရဘူးလားဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတ်တက်အောင်မလုပ်ဖို့လို့တော့သင်ကြားထားဖို့လို့တယ်အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကနော်မြတ်စွာဘုရားပထမဦးဆုံးရှေ့တန်းတင်ပြီးတော့ဟောပြတဲ့ဂုဏ်ကဘာလဲလို့မေးရင်အရဟံဂုဏ်ပဲဟုတ်တယ်မဟုတ်လားနော်ဣတိပိသောဘဂဝါထိုဘုရားရှင်ကိုရောမြတ်ကြီးသည်လို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အရဟံဆိုတာဘာပြောတာတော့ကိလေသာခတ်သိငြိမ်းတော်မူတာဒီနေ့မှာအရဟံဂုဏ်တစ်လုံးနဲ့ကိုပဲဦးဇင်းတို့နော်ကြည်တော်ရှင်စတော်ဘုရားကြီးများနော်အထက်ကရာဆရာကြီးများအဓိပ္ပာယ်အများကြီးဖွင့်ပြီးတော့ပြတာရှိတယ်အဲ့ဒါဦးဇင်းတို့မင်းကွန်းစတော်ဘုရားကြီးရဲ့နော်ကျေးဇူးရှင်ဖြစ်တဲ့မိခင်ကြီးလည်းဖြစ်တဲ့နော်ဓမ္မမိခင်ကြီးဖြစ်တဲ့နောက်သီလရှင်ဆရာကြီးရေးတာလေးရှိတယ်အဲ့ဒါတော်တော်ကောင်းတယ်။ဘာပြောတာတော့ဆိုတော့အပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှ1500သောကိလေသာရန်သူတို့ကိုအကျွမ်းမဲ့ပယ်တတ်ဝါဒနာအငွေ့တက်တဲ့တကွာထို1500သောကိလေသာတို့မှဝေးကွာစိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုခြင်းဖန်အတန်တန်လက်သောတန်တရားစိတ်ဤအထောက်ကတို့ကိုဖျက်ဆီးကြီးကဲလွန်မြတ်ဂုံတကကြောင့်လူနတ်ပြမတတ္တဝအလုံးတို့ပူဇော်ထုကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပါပေသောအရဟံဂုံရှင်5မျိုးသူအဓိပ္ပာယ်ပြတယ်ဒါစာပေနဲ့အညီပါပဲဟုတ်လားတလုံးချင်းလေးကိုနားလည်ဖို့လိုတယ်အဲ့ဒါလေးကိုကစဉ်းစားခြင်းဆင်ခြင်နေဆိုရင်အဲ့ဒီစာပိုက်လေးကိုရအောင်ချက်ဖို့ဒီအရင်နှီးလေးတော့ကတော့စိုင်းမှရမှာနော်ရအောင်ချက်မထားလို့ကတော့အမှားစခုရှိရနော်အာဂုံရမှာအာကလို့နော်ဒီပြင်နေရာမှာတော့မပြောတတ်ဘူးဖခင်ရဲ့ဂုဏ်တော်တွေကိုရအောင်ကြက်ထားရင်တော့အာကလူဖြစ်နိုင်တယ်ဟုတ်လားနောက်ရှင်မေ့သွားမှာလေစိတ်ထဲမှာပြောတော့နားလဲတယ်လို့ဖြစ်မယ်နော်ဒီစာလေးစီထားတာကိုကိုကရမယ်ဆိုလို့ရှိရင်ဒါကိုပြန်ဆိုလိုက်တာနဲ့ဒီအိဗေကနားလေပြီးသားသဘောပေါက်ပြီးသားဒါမျိုးတွေကအာဂုံရဖို့လိုအပ်တယ်ဟုတ်ရဲ့လားအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုံမှာ1500သောကိလေသာရန်သူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပယ်တတ်တယ်ဘလောက်အနဲ့အတိပဲလေးနဲ့လဲရှင်းပြနေတရားအရှိကြီးနောက်ထပ်ပြောတဲ့ဟာတွေအများကြီးရှိသေးတယ်ဟုတ်လားအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုံမှာ1500သောကိလေသာရန်သူတို့ကိုကိလေသာရန်သူကိုဘလို့အတိပဲဖွင့်လာတာအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းတဲ့အဲ့ဒါဖြစ်ခြင်းရဲ့အကြောင်းများကြီးပြောနေရင်ရှေ့မှာဆိုလို့အတူချုပ်ပြီးတော့သူကပြောလိုက်တာအလွန်ဉာဏ်ကြီးပါတယ်အဲ့ဒီသီလရှင်ဆရာကြီးကနော်အပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှာ1500သောကိလေသာရန်သူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပယ်တတ်ကိလေသာကိုရန်သူနဲ့တင်စားတယ်အရဟတမေဉာဏ်ကိုတန်လျက်နဲ့တင်စားတယ်အရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပယ်တတ်ဝါဒနာအငွေ့ဓာတ်နဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าဟောဒါကအဓိပ္ပာယ်တစ်မျိုးဖြစ်သွားပြီကိလေသာကိုတတ်တဲ့နေရာမှာဝါဒနာတောင်မကြံဘူးလို့ပြောတာဟုတ်လားဝါဒနာအငွေ့ဓာတ်နဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าစိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုတယ်ဟောဒါလည်းအလွန်ရေးပါတယ်လို့ထင်တယ်အများစုကမကောင်းမှုကိုလူရှိသူရှိပဲရှောင်ကြတာများတယ်ဟုတ်တယ်မဟုတ်လားလူကိုယ်ရဆိုလို့ရှိရင်သိပ်ပြီးတော့ထက်မတွယ်ဘူးပေါ့နော်ဒီစိတ်ကမြတ်စွာဘုရားရဲ့နော်ဟိုကာယကံမှုဝစီကံမှုမနောကံမှုကလူရှိနဲ့ကိုယ်ရမှာကွက်ပြားခြားနားမှုမရှိဘူးဒီတိုင်းကြီးပဲတမင်ဆောင်စည်းနေရတယ်လို့လည်းမရှိပါဘူးဟုတ်လားဒါကိုဘာပြောတော့နော်စိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုချိန်ပန်အတန်တန်လက်တဲ့သောတန်တရားစိတ်ဤအထောက်အကန့်တို့ကိုဖြစ်စီတယ်ဒါကပရိစ္ဆေသမုပ္ပါဒ်နဲ့နော်ဆက်ပြီးတော့ပြောရင်အလွန်ကောင်းမယ်ပေါ့သို့တော့အချိန်မရပါဘူးဟုတ်လားစိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုချိန်ပန်အတန်တန်လက်တဲ့သောတန်တရားစိတ်ဤအထောက်အကန့်တို့ကိုဖြစ်စီကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနတ်ပြမတတ္တဝအလုံးတို့ဤပူဇော်ထုကိုခံတော်မူခြင်းကထိုက်တန်တော်မူသောနော်သီလသမารိပညာဝမုဒိမုဒိညာဏတတနာဂုံကျေးဇူးအရာမှာမြတ်စွာဘုရားကိုမှီတဲ့လူမှီတဲ့နတ်မှီတဲ့ပြမမရှိဘူးတဲ့ဒါကြောင့်အမျိုးမျိုးသောတတ္တဝါတို့ရဲ့ပူဇော်တာကိုခံယူတိုက်တယ်ဒါကြောင့်လေအရဟံဂုံလို့ခေါ်တယ်လို့အရဟံဂုံရဲ့အဓိပ္ပာယ်ကိုဘယ်နှမျိုးပြောတော့5မျိုးအဲ့တော့ဦးဇင်းတို့ဂုံတော်9ပါးတဲ့ကနော်အရဟံဂုံနဲ့တမ္မာတမ္ဗုဒ္ဓဂုံကိုကျွမ်းကျွမ်းကျင်ကျင်ကြည်ကြည်ပြန့်ပြန့်နားလည်မယ်ဆိုရင်ကိုတော်တော်ကောင်းတယ်ဟုတ်လား
တော့တမန်သမုဒ္ဒကုံကဆိုဘာပြောတာတော့တစ္ဆာညေယဓမ္မအပုံအလုံးစုံကိုအကုန်မကြံမျက်ရွှေဉဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူပါပေသောတမန်သမုဒ္ဒဂုံရှင်ဟုတ်လားတစ္ဆာညေယဓမ္မအပုံအလုံးစုံကိုအကုန်မကြံမျက်ရွှေဉဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောဒါလည်းကြက်ထားဖို့လိုတယ်နော်ရကျင်တယ်ဆိုရင်တော့ကြက်ထားဖို့လိုတယ်ဟုတ်လားတစ္ဆာညေယတစ္ဆာ၄ပါးရယ်ညေယဆိုတာညေရန်တရား၅ပါးကိုပြောတာညေရန်တရား၅ပါးကိုပိတ္တုမှတ်သားဖို့မှာပါမြာသင်္ခါရဝိကာရနဲ့လက္ခဏာပညာနိဗ္ဗာန်တဟုနော်ညေရန်တရား၅ပါးဆိုတာသင်္ခါရတရားဝိကာရတရားလက္ခဏာတရားနော်နိဗ္ဗာန်တရားပညာတရားဒါဒီလိုပြောတော့ပိတ္တုရဲ့စိတ်ထဲမှာနားလည်မှုကသိပြီးတော့မလွယ်သေးဘူးအများကြီးရှင်းပြမှရအဲ့တော့ဦးဇင်းတို့တောင်မျိုးစတော်ဘုရားကြီးရှင်းပြတာရှိတယ်လောကကြီးမှာတကယ်ရှိတဲ့တရားတွေကဘာတွေလဲဆိုရင်စိတ်ရယ်စေတသိက်ရယ်ရုပ်ရယ်နိဗ္ဗာန်ရယ်ပရမတ္ထတရား၄ပါးရှိတယ်နော်နောက်ထပ်ပညာဆိုတာရှိသေးတယ်ဟောပညာကဘယ်သူပဲဘယ်ဝါပဲဘာပဲညာပဲဘလို့ပုံသဏ္ဍာန်ပဲဘာခေါ်တဲ့အနာမည်တွေတကယ်မရှိဘဲနဲ့မသုံးမဖြစ်သုံးနေရတဲ့မပြောမဖြစ်ပြောနေရတဲ့ပညာတရားတွေကမရှိဘူးလားနော်တကယ်ထင်ရှားရှိတာကစိတ်စေတသိက်ရုပ်နိဗ္ဗာန်ပြီးတော့ပညာကတော့တကယ်ထင်ရှားမရှိဘူးသို့တော့သူလည်းပဲသုံးနေရတယ်ပေါ့ဟုတ်လားအဲ့တော့ဒီ၅မျိုးကိုပဲဒါညေရန်တရား၅ပါးလို့ခေါ်တယ်လို့အကြံဉာဏ်မှတ်လို့ရတယ်စိတ်စေတသိက်ရုပ်နိဗ္ဗာန်ပညာဟုတ်လားဒါပေမဲ့ညေရန်တရား၅ပါးကိုပြောတဲ့နေရာမှာတော့ဟောဟာတာတစ်မျိုးနဲ့ပြောတယ်မြာသင်္ခါရဝိကာရနဲ့လက္ခဏာပညာနိဗ္ဗာန်တဟုငါးရသိရန်ညေရန်တရားဟုတ်လားဒီမှာသင်္ခါရဆိုတာစိတ်ရယ်စေတသိက်ရယ်အနိဗ္ဗာန်နာယုတ်18ပါးရယ်ဒါကိုသူကသင်္ခါရတရားလို့ခေါ်တာနိဗ္ဗာန်နာယုတ်10ပါးကသူကဘာတုံးဆိုတော့ဝိကာရနဲ့လက္ခဏာလို့သူဒီလိုနားလဲရမယ်နော်ဝိကာရယုတ်ဆိုတာရှိတယ်လက္ခဏာယုတ်ဆိုတာရှိတယ်နိဗ္ဗာန်ပညာကတော့စောတော့ရတယ်ပါသွားတယ်ပေါ့နော်အဲ့တော့ညေရန်တရား၅ပါးဆိုတာဘာလဲလို့မေးရင်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာလို့ဒီလိုကိုယ်သဘောလေးနဲ့ကိုနားလဲထားဖို့မလိုဘူးလားလိုတယ်အဲ့တော့သိစရာရှိတာတွေကိုအကုန်သိတယ်ဆိုတော့လောကမှာသိစရာဒီ၅မျိုးကလွယ်လို့ဘာမှမရှိဘူးစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာအဲ့ဒါကိုမြတ်စွာဘုရားဆရာမကိုတရားပူဉာဏ်နဲ့ကိုတော်တိုင်ထွန်းဖောက်ပြီးတော့မှန်မှန်ကန်ကန်သိတော်မူမြင်တော်မူတယ်ဒါကိုဘာခေါ်တော့တမ္မာတန်ဗုဒ္ဓဂုံလို့ဒီလိုပြောတာပြီးတော့ဦးဇင်းတို့တမ္မာတန်ဗုဒ္ဓဂုံနဲ့ပတ်သက်ပြီးတော့ကြည်ကြည်ပြည့်ပြည့်တော့အများကြီးနားလည်စရာတွေရှိတယ်အဲ့ဒါလေးကိုနောက်ပိုင်းမှာဦးဇင်းဆက်ပြောမယ်ခုဒီ9ပါးလေးကိုနည်းနည်းလိပ်ပတ်လေအောင်နားလည်စေခြင်းသေးတယ်အလုံးတော့နားလည်ပြီးသားဖြစ်မှာပါလေဟုတ်လားတမ္မာတန်ဗုဒ္ဓဂုံပြီးတော့ပါလာတော့ဝိဇ္ဇာစရဏတံပန္နောနော်ဝိဇ္ဇာဆိုတာအတိဒတ်စရဏဆိုတာအကျင့်ဓာတ်ဟုတ်လားအတိရဲ့အကျင့်ရဲ့နဲ့ပြည့်စုံတော်မူတာတမ္မာနာဆိုတာပြည့်စုံတော်မူတာဒီနေ့မှာဝိဇ္ဇာဆိုတဲ့အတိကဘလို့အတိမျိုးတော့နော်၃ပါးဝိဇ္ဇာပုဒ္ဓိအာနဲ့နော်ဝိမစေဣတိဆိုတာဒါလေးတွေအကျင့်ချုပ်လေးတွေနားလည်ဖို့လိုတယ်ဟုတ်လားပုဒ္ဓိအာနဲ့ပြည့်စုံရပါလို့ဤလို့တချို့ဆူတောင်းလေးတွေတူတူတုတ်တုတ်တွေ့ဘူးမယ်နော်ဥဆိုတာပုပ္ပေနိဝါဒနုဒ္ဓတိအဘိညာဉ်နောက်ဖြစ်ခဲ့တဲ့ဘဝအစဉ်တွေကိုပြန်ပြီးတော့သိနိုင်တာမြင်နိုင်တာဒီဉာဏ်ကိုပုပ္ပေနိဝါဒနုဒ္ဓတိဉာဏ်ပေါ့နော်ဒီဆိုတာဘာတော့ဒိဗ္ဗစကုနော်ဘုံကွယ်ထားတဲ့အရာနော်ပရိသေနော်သုတိနေတဲ့ပုဂ္ဂိုလ်ပရိသေနေနေဒါတွေကိုပါသိနိုင်တယ်မြင်နိုင်တယ်အလွန်နူးညံ့သိမ်မွေ့ဆိုတာနဲ့ထွန်းပေါက်ပြီးတော့မြင်နိုင်တဲ့ဉာဏ်ဒိဗ္ဗစကုဉာဏ်နတ်တို့ရဲ့မျက်စိကဲ့သို့သိနိုင်မြင်နိုင်တဲ့ဉာဏ်ပေါ့အကျမ်းမြတ်ပြီးတော့အာတောအခယဉာဏ်ဆိုတာကနော်အာတောတရားကုန်ခန်းတဲ့အရတ္တမေဉာဏ်ကိုပြောတာနော်ပုဒ္ဓိအာအဲ့ဒါကိုဝိဇ္ဇာ၈ပါးဆိုပြီးတော့ပြောတဲ့နေရာမှာနောက်ထပ်၅မျိုးထပ်ထည့်ရမယ်အဲ့ဒီ၅မျိုးကဘာတုံးဆိုတော့ဝိမစေဣတိတဲ့ဒါမာစီစောဘုရားကြီးကအတူတူလေးစီပေးတာဝိဆိုတာဝိပဿနာဉာဏ်ကိုပြောတာယုံ nant ကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးတင်ပြီးတော့သိနိုင်တဲ့မြင်နိုင်တဲ့ဉာဏ်ဝိပဿနာဉာဏ်နော်မဆိုတာကမနောမယိတ္တိဉာဏ်ကိုပြောတာနော်စိတ်နဲ့ပြီးတဲ့နောက်ထပ်ခန္ဓာတစ်ခုနောက်ထပ်ခန္ဓာတွေဖန်ဆင်းနိုင်ပုံစံတူဖန်ဆင်းနိုင်မနောမယိတ္တိဉာဏ်ဆိုတာဟုတ်လားဝိမစေဆိုတာစေတောပရိယဉာဏ်သူတော်ရဲ့စိတ်အကြံစီတွေကိုသိနိုင်တာဟုတ်လားပြီးတော့ဗါတော့ဣဆိုတာကဣတိဝိဒညာအမျိုးမျိုးသောတကူဖန်တင်းမှုတွေအမြေကြီးတဲ့ရှိုးသွားနိုင်တာမျိုးမိုးပေါ်ပြန်နိုင်တာမျိုးဟုတ်လားဒါမျိုးအမျိုးမျိုးဖန်ဆင်းနိုင်တာကိုဣတိဝိဒညာလို့ခေါ်တာဟုတ်လားပြီးတော့ဗါတော့ဒီဆိုတာကဒိဗ္ဗသောတနော်နတ်တို့ရဲ့နားကဲ့သို့အလွန်ဝေးကွာတဲ့နေရာကပြောတဲ့နော်ချားထားတဲ့နေရာကပြောတဲ့အတန်ကိုကြားနိုင်တာဟုတ်လား
အဲ့ဒါကိုဘာခေါ်တော့ဝိဇ္ဇာ၈ပါးနော်ပုတိအာရဲ့ဝိမာစီဣတိရဲ့ပေါင်းလိုက်လို့ရှိရင်ဝိဇ္ဇာဉာဏ်၈ပါးနောက်တစ်ပါးရှိသေးတယ်စရဏတရား15ပါးတဲ့နားလည်ဖို့လိုတယ်ဒါနားလည်မှတလုံးချင်းမြတ်စွာဘုရားမှာဒီအည်သွေးတွေရှိတယ်လို့ကိုယ်ကစဉ်းစားသင်ခြင်းလို့ရမှာနော်ဟုတ်လားအဲ့တော့စရဏတရား15ပါးဆိုတာဘာလဲနော်စရဏတရား15ပါးဆိုတာကနော်သူတော်ကောင်းတရား9ပါးရယ်ဇန်4ပါးရယ်နောက်တော့ဦးဇင်းတို့တီအိမ်ဘောဇာဆိုတော့ရှိသေးတယ်အချင်းချုပ်ကလေးတွေကိုပဲဦးဇင်းကအခုပြောတာပါဟုတ်လားသူတော်ကောင်းတရား9ပါးဆိုတာကနော်တတ္တာတတိဟိရိဩတ္တပဝရိယသုတ္တပညာသူတော်ကောင်းဥစ္စာ9ပါးနဲ့နည်းနည်းလေးကွယ်လွဲတယ်သူတော်ကောင်းဥစ္စာ9ပါးဆိုတာကတတ္တာတိလဟိရိဩတ္တပသုတ္တစာကပညာဒီနေ့မှာဘာပြောင်းလဲသွားလဲဆိုတော့နော်တတိနဲ့ဝရိယနဲ့ကနော်သူတော်ကောင်းတရား9ပါးထဲမှာပါတယ်ဟုတ်လားသူတော်ဥစ္စာ9ဖြာဆိုတာတဲ့ကြတော့တိလရဲ့စာကရဲ့အဲ့ဒီတတိနဲ့ဝရိယနေရာမှာအစားထိုးလိုက်တာအဲ့ဒီနှစ်ခုအလဲလဲကျန်တဲ့၅ပါးကတူတယ်ဟုတ်လားအခုစရဏတရား15ပါးဆိုတာကတတ္တာတတိဟိရိဩတ္တပသုတ္တဝရိယသုတ္တပညာတော်ဒီလိုသွားတာဟုတ်လားဒါကိုစမုတ်လေးတွေလည်းစီးထားတာရှိပါတယ်နောက်တတ္တာတတိဟိရိဩတ္တဝရိယနဲ့သုတ္တပညာ9ဖြာတတ္တမဟုမှတ်ဟုတ်လားတောင်မိုးစတော်ဘုရားကြီးရေးတာဟုတ်လားတတ္တာဆိုတာတလုံးချင်းကိုပြောနေတရားရှိမှာဆိုလို့ဟုတ်လားယတနာ၃ပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံကံရဲ့ကျိုးကိုယုံကြည်တာတတ္တတရားနောက်တတိဆိုတာကိုယ်ခန္ဓာမှာဘာဖြစ်နေတယ်လဲဆိုတာအမှန်ကအောက်မေ့နေတဲ့သဘောတရားဟုတ်လားဟိရိဩတ္တပဆိုတာမကောင်းမှုပြုရပြောရတွေးရမှာကိုရှက်တဲ့သဘောကြောက်တဲ့သဘောနောက်ဝရိယဆိုတာကအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးစားအထောက်တဲ့သဘောနောက်သုတ္တဆိုတာဘုရားဟောဒေသနာတွေကိုအများကြီးသိထားမြင်ထားတဲ့သဘောပညာဆိုတာကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်နားလည်တဲ့သဘောလို့အကျဉ်းမြင့်အလောက်တော့နားလည်ရမယ်အဲ့ဒီသူတော်ကောင်းတရား9ပါးမြတ်စွာဘုရားတန်တာမှာရှိတယ်ဒါစရဏတရား15ပါးတဲကအစိအပိုင်းလေးတစ်ခုနောက်ထပ်ဦးဇင်းတို့ဇန်4ပါးပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်ပေါင်းလိုက်ရင်7ပါးရှိပြီနော်နောက်ထပ်4ပါးကျန်တာကဘာလဲဆိုတော့တီအိမ်ဘောဇာတီဆိုတာတီလနော်ဆိုင်ရာတီလတွေမြတ်စွာဘုရားမှာပြည့်စုံတယ်နော်တီပြီးတော့ဗါတော့အိမ်ဆိုတာအိန္ဒြိယတံဝရမျက်စိနာနာလျှာကိုယ်စိတ်ကိုလုံးဝစောင့်စည်းနိုင်တာမြင်ချင်းကြားချင်းကြောင့်ဒီအာယုံ6ပါးနဲ့တွေ့ကြုံခြင်းကြောင့်ရာဂဒေါသမဖြစ်အောင်စောင့်စည်းနိုင်တဲ့သဘောအိန္ဒြိယတံဝရဟုတ်လားဘောဆိုတာကဘောဇနမတ္တင်ညုတာနော်အစားအသောက်မှာအတိုင်းရှည်ကိုသိတာဒါငါနဲ့တင်တယ်မတင်ဘူးငါဘလောက်စားတင်တယ်မစားတင်ဘူးဒါနားလေဖို့တိတ်မလွယ်ဘူးလိုက်နာဖို့တောင်မပြောနဲ့နားလေဖို့တောင်တိတ်မလွယ်ဟုတ်လားဘယ်အစာအာဟာရကိုနဲ့တင်တယ်မတင်ဘူးဆိုတာဒါကဓမ္မဦးရှင်တို့ကောင်းကောင်းမသိကြဘူးမသိလို့တခါလေးစားတော့ပြီးဒုက္ခတွေရောက်ဟုတ်လားဘလောက်စားတင်တယ်ဆိုတာလည်းတိတ်မသိဘူးကြိုက်ရင်ကြိုက်တယ်လို့ကောင်းရင်ကောင်းတယ်လို့အများကြီးစားပစ်လိုက်တာတွေမရှိဘူးလားရှိတယ်အဲ့ဒါဘောဇနမတ္တင်ညုတာမြတ်စွာဘုရားအစားတော့မှအတိုင်းရှိကိုသိတော်မူတယ်ပြီးတော့ဗါတော့ဇာဆိုတာဇာဂရိယာနုယောဂအိတ်အနေနေတာကိုပြောတာနော်အိတ်အနေအလွန်နေတာကိုဇာဂရိယာနုယောဂထကြွနိုးကြမှုရှိတယ်တာမန်အဖြစ်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေက4 နာရီလောက်ပဲအိတ်တင်တယ်လို့ဆိုတယ်နော်အဲ့လိုမျိုးထကြွမှုလုံလဝရိယထက်တဏ္ဍာကိုဒါပါခေါ်တော့ဇာဂရိယနုယောဂနုကြားတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့စတနာတရားဘယ်နှပါးဖြစ်သွားတော့15ပါးအဲ့ဒီဝိဇ္ဇာစရဏနဲ့ပြည့်စုံတော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားဒီဝိဇ္ဇာစရဏတမ္မာနဆိုတဲ့ဂုဏ်ကိုရတော်မူတယ်ပေါ့ဝိဇ္ဇာစရဏတမ္မာနပြီးတော့ပါတော့သုကတောတဲ့သုကတဆိုတာတတ္တဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောတရားစကားကောင်းကိုသာပြောကြားတော်မူသောမြတ်စွာဘုရားသုကတဆိုကောင်းသောစကားရှိတယ်သုကတရဲ့အဓိပ္ပာယ်ကလည်းအများကြီးပဲရှေးဘုရားတို့ဤသူကောင်းစွာကြွလာတော်မူခြင်းရှိတော်မူသောတဲ့ဒါလည်းသုကတရဲ့အဓိပ္ပာယ်ပဲမဲခင်ရှစ်ဖြာတင့်တယ်သောအမူအရာဖြင့်နိဗ္ဗာန်သို့ကြွတော်မူသောတဲ့ဒါကတော့မဟာရှိသောဘုရားကြီးရဲ့အနေအဓိပ္ပာယ်လေးနော်မဲခင်ရှစ်ပါးအကျင့်မြတ်နဲ့အမြဲတမ်းကောင်းကောင်းသွားနေတယ်ဘဝမှာအကောင်းဆုံးနည်းနဲ့သွားနေတယ်ဒါလူသားမန်တွေနားလေအောင်ပြောကြည့်တာနော်ဘယ်လိုသွားရတော့ကောင်းကောင်းသွားတယ်ဆိုတာဘာနဲ့သွားတာတော့မဲခင်ရှစ်ပါးနဲ့သွားတာဟုတ်လားဒါသုက္ကတရဲ့အဓိပ္ပာယ်အဲ့ဒီဂုဏ်နဲ့မြတ်စွာဘုရားမှာပြည့်စုံတယ်တော့ကိုယ်ကကောင်းမြတ်တာတွေကိုစဉ်းစားရင်ကိုယ်စိတ်ထဲမှာလည်းကောင်းမြတ်တာတွေပဲဖြစ်ပြီးတော့အာကြတာတွေဖြစ်ချင်တာတွေဒါတွေပဲပါလာတဲ့အတွက်ကြောင့်ဗုဒ္ဓနုတ္တိရဲ့စွန့်ရည်တတိကလည်းပြောရင်အလွန်ကြီးတယ်ပေါ့ဟုတ်လားသုက္ကတပြီးတော့ပါလာတော့လောကဝိတု
တတ္တောကာတသင်္ခါရဟုလောကအပြင်ဘုံတစ်ခွင်ကိုကုံစင်ကပင်မကြံကျွင်းအောင်သိမြင်တော်မူသောမြတ်စွာဘုရားတတ္တလောကသင်္ခါရလောကဩကာသလောကဒါကိုတတ္တောကာတသင်္ခါရနဲ့လောကသုံးဖြာနော်တတ္တလောကတတ္တဝါတွေရဲ့အစုနော်သင်္ခါရလောကတကယ်ရှိတာတော့သင်္ခါရတရားပဲရှိတာပါနော်တတ္တဝါအနေထားနဲ့ပြောတော့တတ္တလောကပေါ့နော်နေထိုင်ရအနေထားအနေနဲ့ဌာနအနေနဲ့ပြောတော့ဩကာသလောကပေါ့အလုံးနားလေပါလေဟုတ်လားလောကဝိတုလောကကြီးကိုသိတော်မူတယ်နော်ရှင်အနန္ဒာကအလွန်ဂုဏ်ယူခဲ့ဘူးတယ်မြတ်စွာဘုရားကသူ့ကိုသုလန္တိကာနော်သုတ်တန်တစ်ခုဟောတော့နော်ရှင်အနန္ဒာကအလွန်ဂုဏ်ယူတယ်ဘာဟောတာလို့ဆိုတော့ဒီစัจ java လာရဲ့အကြောင်းကိုမြတ်စွာဘုရားဟောတာနော်စัจ java လာအနန္တရှိတယ်နော်ဘလို့စัจ java လာကိုဘလို့ခေါ်တယ်ဆိုတာအသေးစိတ်မြတ်စွာဘုရားဟောတာဟောတော့ရှင်အနန္ဒာကမြတ်စွာဘုရားရဲ့တပည့်တာဝကဖြစ်ရတာအလွန်ကျင့်တတ်စရာကောင်းတယ်ဆိုတာကိုသူကျင့်တယ်လွန်းလို့ထားလျှောက်တယ်အဲ့ဒီမှာအနားမှာရှိတဲ့ရှင်ဥရာကြီးကဘလို့စိတ်ပေါက်လည်းမသိပါဘူးမြတ်စွာဘုရားသူကသူအဲ့လိုသိတာကိုသင်ကဘာကိစ္စနဲ့ဝမ်းသာနေရတာတုံးလို့ထမေးတာအဲ့ဒီမှာမြတ်စွာဘုရားဥရာကြီးကိုပြောတာဥရာကြီးမင်းအဲ့လိုမပြောနဲ့အာနန္ဒာကအခုငါ့ကိုအဲ့ဒီဟာဟောလို့ကြည်ညိုတဲ့စိတ်နဲ့တကယ်လို့သိမယ်ဆိုရင်တကယ်လို့နောက်ဘဝတွေထပ်ပြီးတော့အာနန္ဒာဖြစ်ရအောင်မယ်ဆိုရင်အဲ့ဒီကြည်ညိုတဲ့စိတ်နဲ့စัจ java မင်းမောင်ဘလောက်တရားမင်းမောင်ဘလောက်အကျိုးကျေးဇူးအများကြီးရနိုင်တယ်လို့ဟောတာဒါပေမဲ့ရှင်အာနန္ဒာဟာနောက်ထပ်ဘဝတစ်ဖန်ဖြစ်เสียအကြောင်းမရှိတော့ဘူးလို့အဲ့လိုလည်းမြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ပြောချင်တာကလောကဝိတုလောကကြီးရဲ့အကြောင်းကိုသိတော်မူမြင်တော်မူတယ်ဆိုတာအကုန်အစင်မြတ်စွာဘုရားသိတာဆိုကြတော့တစ်ပင်တစ်ပင်ကြီးလိုက်တယ်နော်ဗာဓာတ်တွေလွန်ကဲနေလို့အရွက်ကဘလို့ဖြစ်နေတာအပွင့်ကဘလို့အယောင်ဖြစ်နေတာဘယ်ချိန်မှသိတာဘလို့ဓာတ်အလုံးကိုသိတော်မူတယ်ဒါကိုလောကဝိတုဂုဏ်တော်ထဲမှာထည့်သွင်းပြီးတော့နားလည်ဖို့လိုတယ်ဒါကြောင့်ဗုဒ္ဓနုတ္တိကိုပွားများခြင်းဘုရားရဲ့အကြောင်းကိုများများသိတဲ့ဘုသူတ္တတော့အရင်ရှာမိဖို့လိုလိမ့်မယ်ပေါ့ဒါကိုပဲဦးဇင်းတို့အခုစွမ်းနိုင်တယ်လို့ပြောတာပါနော်လောကဝိတုပြီးတော့ဘာလာတော့အနုတ္တရောပရိသဓမ္မတာရတိတတ္တဝါတွေကိုယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာအတုမရှိအမျက်ဆုံးဖြစ်တော်မူတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်။နောက်သူတော်ဘာကိုကောင်းသွားအောင်လုပ်ပေးတဲ့နေရာမှာမြတ်စွာဘုရားကိုမှီတဲ့လူမရှိဘူး။အဓိပ္ပာယ်ကိုအဲ့လိုလေးရိုးလေးနားလည်ရမှာနော်။တတ္တဝါတွေကောင်းသွားအောင်ချမ်းသာသွားအောင်ဆုံးမတဲ့နေရာမှာနော်အနုနည်းအကျဉ်းနည်းအနုအကျဉ်းရောတဲ့နည်းမျိုးစုံနဲ့မြတ်စွာဘုရားဆုံးမတော်မူနိုင်တယ်။ချမ်းသာအောင်လုပ်ပေးတော်မူနိုင်တယ်။သဘောပေါက်ရဲ့လား။တောက်ပါခေါ်တော့အနုတ္တရောပုရိသဓမ္မတာရတိနော်ပုရိသဓမ္မတာရတိနော်ကြမ်းထမ်းတဲ့တတ္တဝါတွေကိုဆုံးမတဲ့နေရာမှာအနုတ္တရောအနုတ္တရအတုမရှိအများဆုံးဖြစ်တော်မူတယ်ဘယ်လိုတစ်လုံးချင်းစီရဲ့အဓိပ္ပာယ်လဲနားလည်ရမယ်ဟုတ်လားပြီးတော့ဗာပြောတော့တတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနံဒေဝမနုဿာနံနတ်လူနော်တတ္ထာဆိုတာဆရာလို့လည်းအဓိပ္ပာယ်ရတယ်ရှေ့သွားခေါင်းဆောင်လို့လည်းအဓိပ္ပာယ်ရတယ်နော်တတ္တဝါအားလုံးတို့ရဲ့နော်ဒိဋ္ဌံလောကအပေပုံလောကကိုထည့်မပြောပါဘူးဟုတ်လားနော်ဟာအဲ့ဒါတွေကတိတ်ပြီးတော့လည်းပဲနော်မြတ်စွာဘုရားပွင့်ခြင်းကြောင့်နော်ကြီးမားမားအကျိုးကျေးဇူးခံစားရတာလည်းတိတ်မရှိဘူးသူတို့အပေပုံရောက်နေတာကိုဟုတ်လားဒါကြောင့်ပြမကိုတော့နှက်ထဲမှာထည့်တာပေါ့နော်တတ္ထာဒေဝဆိုရင်နော်မြတ်စွာဘုရားရဲ့အစိုးအမကိုသိနိုင်မြင်နိုင်တဲ့တတ္တဝါတွေကိုပဲအဓိကထားပြီးတော့ပြောတာဒါဆိုလိုတာကတတ္တဝါအားလုံးတို့ရဲ့ရှေ့သွားခေါင်းဆောင်ဆရာတဆူဖြစ်တော်မူတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဟုတ်ရဲ့လားတတ္ထဒေဝမနုဿာနံဗုဒ္ဓဘဂဝါဗုဒ္ဓဆိုတာကနော်သစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတယ်သူတော်ကိုသိအောင်လည်းပြောပြနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဒီနေ့မှာမရှိစောဘုရားကြီးကတော့ဗုဒ္ဓဆိုတာကိုတရားအလုံးစုံကိုသိတော်မူတယ်လို့အဲ့လိုမျိုးယူဆပြီးတော့စတော်ကြီးကသင်ပြပေးတာရှိတယ်ဟုတ်လားဘဂဝါဆိုတာကြတော့ဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒတကောတော်နန္ဒနောက်အသေးတော်နန္ဒနဲ့ပြည့်စုံတယ်ဒါလည်းအဓိပ္ပာယ်တစ်မျိုးနောက်တစ်မျိုးရှိသေးတယ်အဲ့ဒါလည်းလူတည်နေတယ်လို့ထင်တယ်အဲ့ဒါဘာလဲဆိုတော့ယာဂဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေကိုထွေးအံ့တော်မူခြင်းလို့အဲ့လိုအဓိပ္ပာယ်ရတယ်တခါတမတို့အချင်းတို့တွေတခါတလေအစာမကြည်တာတွေစားပြီးအံ့ကျင်စိတ်ပေါက်တာတွေရှိတယ်နော်အဲ့ဒီအချိန်မှာအံလိုက်လို့ရှိရင်သူကအများကြီးနေတာထိုင်တာရှိတာမအံရမချင်းတော်တော်ကိုဒုက္ခရောက်တယ်ဇောကျွေးတွေပါလိမ့်မယ်ပြန်ပြီးတော့သိမင်းသိလိမ့်မလားလို့တောင်ထင်ရလောက်အောင်ဒုက္ခရောက်တာရှိတယ်။နော်အစာမကြည့်ဘူးအောက်လည်းမသွားနိုင်ဘူးအပေါ်လည်းမအံနိုင်ဘူးဆိုရင်ဒုက္ခပေးနေတာပေါ့နော်။အံလိုက်ပြီဆိုတာနဲ့တခါတည်းယူပြစ်တယ်လို့အကုန်ပျောက်သွားတယ်ဘာမှမရှိတော့အစင်မပြေတာ။အခုမအံသေးတဲ့အံကျင်မှလည်းနဲ့မအံသေးတဲ့တရားတွေရှိနေတာဟုတ်လား။ဘာတွေတော့နော်ဆွဲမဲ့မှုတွေမကျေနပ်မှုတွေမိုက်မဲမှုတွေကိလေသာတရားတွေအဲ့ဒါကိုမြတ်စွာဘုရားဘာလို့ပြီးတော့
အာလုံးထွေးအံပြီးပြီတဲ့ရှင်းလင်းသွားပြီဘာမှမရှိတော့ဒါပါခေါ်တော့ဘဂဝါကောအဓိပ္ပာယ်တွေကအများကြီးပဲနော်စာထဲမှာဖွင့်ပြတာတွေကိုပြောရရင်အစုံနိုင်မှုဒါကြောင့်ဘုရားတဆူရဲ့ဂုဏ်